ခေါ်လိုက်ပါ အော် teacher ပဲခေါ်လိုက်ပါ Okay အဲ့ဆိုလို့ရှိရင်အမကြီးစုစံရှိကအရင်ဆုံး teacher တို့နားထောင်ကြ နောက်ပြန်ဖွင့်မဲ့ class တွေလည်းပြန်ဆုံးနေပါတယ် Okay ဟုတ်ပါပြီ Thank ဒီ you ချက်ပညာပြရတဲ့တာဒီချက် Thank you very much Susan တကယ်ချင်းတွေတွေ့ရောပြောပါဦးနောက်ပြန်ဆုံးကြမယ် ဒီနေ့အားလုံးလည်းခင်ပါတယ်ဒီချက် Okay ဟုတ်ပါပြီ ဒီတင်တဲ့ကာလတစ်လျှောက်မှာတငယ်ချင်းတွေနဲ့ဆောင်ကြရတဲ့အရင်လည်းပြောပါတယ်ပြီးရင်နောက်ကြရင်လည်းထပ်ဆောင်တွေ့ချင်ပါသေးတယ် အဲ့ဒါကျေးဇူးတင်ဒါပြောနေပြီ ဒီချက်ကိုလည်းဘူးတူတာအများကြီးပြရတဲ့ကျေးဇူးတင်ပါတယ် Thank you ပါ Okay ကျန်လည်းတမီးလို့စိတ်ရှိရှိနဲ့တင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်တငယ်ချင်းတွေလည်းခင်ပါတယ်စာရေးလည်းဒီလိုခဲ့ပါတယ်နောက်ဖြစ်ပြီးကြရင်ပြန်တွေ့ပါ Okay thank you ပါ ဟိုတင်တဲ့မျိုးတက်ရနောက်တစ်ခါကျလို့လည်းပြန်ဆောင်ခြင်းပါတယ်ချင်း Okay ပါ ငယ်ချင်း တကယ်ချင်းတွေရောဘာဖြစ်လဲ ပြန်ဆောင်ခြင်းပါတယ် อืม ဒီအားလုံးလည်းခင်ပါဒီစားလည်းဒီလိုစာတဲ့ဒီချက်အဲ့ဒါကျေးဇူးတင်ပါတယ် သမီးလည်းအခုစားလိုက်ပါအောင်မယ်တူလီနဲ့ဟုတ်လားသမီး Okay ဟုတ်ပါပြီ ဒီမျိုးစာတဲ့ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်တငယ်ချင်းတွေကိုလည်းနောက်ခါပြန်တွေ့မယ် Okay ပါ ဒီချက်ကိုလည်းကျေးဇူးတင်ပါတယ်တငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်ဒီချက်အတန်းကိုလည်းတက်အောင်မယ်ချက်ပြီးတော့လည်းပါလေတငယ်ချင်းတွေနဲ့လည်းတက်တဲ့အတန်းတွေမှာပြန်ဆောင်ခြင်းပါတယ်ဆို Okay ပါ thank you ဒီနေ့အထိစတင်ရတာကိုပြောပါတယ်သူငယ်ချင်းတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပါတယ် Okay ပါဟုတ်ပါပြီ ဒီတင်တဲ့ဆောင်ရလို့ဝမ်းသာပါတယ်နောက်ကြောင်း3လတက်ရင်လည်းပြန်ဆောင်ချင်ပါသေးတယ် Okay ပါ thank you ဟုတ်ပါပြီ thank you very much all of you guys okay very nice to meet here and you all are very good students when I give homework you all never grammar and just do it right and also the project too you all will listen to me and you all are learning after me nicely and I see a lot of improvement from all of you so I want to say very thank you